အားလုံးပဲမင်္ဂလာပါ United ဖော်မှာကြိုဆိုပါရစေ United အသင်းကတော့အသက်22နှစ်အရွယ်နယ်သာလန်လူငယ်ကစားသမားလေးအခုလက်ရှိအာဘီလိုက်ဆက်အသင်းမှာရှေ့သွန်းပြနေတဲ့လူငယ်ကစားသမားလေးဇာဘီဆိုင်မွန်ကိုခေါ်ယူဖို့အတွက်ကိုစိတ်ဝင်စားမှုတွေရှိတယ် United အသင်းကခေါ်ယူမယ်ဆိုရင်ယူရိုပေါင်80ဝန်းကျင်လောက်နဲ့ခေါ်ယူလို့ရတဲ့အနေအထားမှာ United အသင်းကတကယ်ခေါ်ယူခဲ့မယ်ဆိုရင်အသင်းမှာရှိတဲ့ကာနာရှိုလိုကစားသမားတွေအန်တိုနီလိုကစားသမားတွေကိုရောင်းချပြီးမှသာ United အသင်းကဇာဘီဆိုင်မွန်ကိုခေါ်ယူလို့ရမယ့်အခြေအနေမှာရှိတယ်ဇာဘီဆိုင်မွန်ကလည်းအခုလက်ရှိဘွန်ဒက်လီဂါမှာအာဘီလိုက်ဆက်အသင်းအတွက်18ပွဲကစားပြီးတော့9ဂိုးသွင်း5ဂိုးဖန်တီးမှုပြုလုပ်ထားတယ်တကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသနေတယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိတယ်။ဇာဘီဆိုင်မှာအသက်က22နှစ်ရှိတယ်။အရက်က9ပေနဲ့10အထိပဲရှိပြီးတော့ market value ကတော့89တန်းထိကိုရှိနေတယ်။နယ်သာလန်လူငယ်ကစားသမားလေးကို United အသင်းကစိတ်ဝင်စားနေတာတော့တကယ်ကိုကောင်းမွန်တယ်လို့ပြောလို့ရတယ်။ Bruno Fernandes တို့အသက်ကြီးလာတဲ့အချိန်မှာလူငယ်ကစားသမားတွေကိုအရက်ခေါ်ယူပြီးတော့အစားထိုးနိုင်ခဲ့ရင်တော့တကယ်ကိုကောင်းမွန်တဲ့အပြောင်းအရွှေ့ဖြစ်တယ်လို့သုံးသပ်လို့ရတယ်။ United အသင်းရဲ့ပိုင်ရှင်တွေကတော့တကယ်ကိုအလုပ်လုပ်နေပြီ။ United အသင်းရဲ့အနာဂတ်ကိုကြည့်ရှုပြီးတော့ကို United အသင်းအတွက်ပြင်ဆင်နေတာကိုမြင်ရတော့တကယ်ကိုဝမ်းသာမိတယ်။နိုင်တဲ့အသင်းခေါ်ယူထားတဲ့လူငယ်ကစားသမားလေးတွေကလည်း position ကို2နေရာ3နေရာလောက်ဆော့နိုင်တယ်။အခုလက်ရှိစိတ်ဝင်စားနေတဲ့လူငယ်ကစားသမားတွေကလည်း position ကို2နေရာလောက်ကိုကောင်းကောင်းဆော့နိုင်တဲ့ကစားသမားတွေပါဝင်နေတယ်လို့သူအဲ့တဲ့နေရာမှာအားဖြည့်ပြီးကစားပေးနိုင်တဲ့ကစားသမားတွေဖြစ်နေတယ်။ဇာဘီဆိုင်မွန်ကအသက်22နှစ်အရွယ်သာရှိသေးပေမဲ့ position ကို4နေရာလောက်ကောင်းကောင်းဆော့နိုင်တဲ့လူငယ်ကစားသမားလေးတဦးဖြစ်တယ်။ attacking midfield နေရာမှာဆော့နိုင်တယ်လို့ right winger နေရာမှာလည်းဆော့နိုင်တယ်။ left winger မှာလည်းဆော့နိုင်တယ်လို့ left defender မှာလည်းဆော့နိုင်တဲ့ဇာဘီဆိုင်မွန်ကတကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြနေတဲ့အခြေအနေမှာ United အသင်းကလက်ဦးမှုရယူသွားမှာလားဇာဘီဆိုင်မွန်ကိုစိတ်ဝင်စားနေတဲ့ Premier League မှာလီဗာပူးအပါအဝင် United အသင်းကလက်ဦးမှုရယူသွားမှာလားဆိုတာကိုစောင့်မျှော်အောင်မယ်အပြောင်းအရွှေ့ဖြစ်တယ်အသက်22နှစ်အရွယ်နယ်သာလန်လူငယ်ကစားသမားလေးက PSG Academy တွေဖြစ်ပြီးတော့2022-23မှာ PSV အသင်းကိုရောက်ရှိပြီးတော့စွမ်းဆောင်ရည်ကောင်းတွေကိုစတင်ပြီးတော့ပြသခဲ့တယ်48ပွဲမှာ22ဂိုးသွင်းပြီးတော့17ဂိုးဖန်တီးမှုပြုလုပ်ထားတယ်အာဘီလိုက်ဆက်အသင်းကိုရောက်ရှိသွားတဲ့2023-24မှာလည်း43ပွဲကစား10ဂိုးသွင်း73ဂိုးဖန်တီးမှုပြုလုပ်ထားတယ်အခုလက်ရှိရသည့်2024-25မှာ25ပွဲကစား10ဂိုးသွင်း6ဂိုးဖန်တီးမှုပြုလုပ်ထားတဲ့လူငယ်ကစားသမားလေးကို United အသင်းက Bruno Fernandes တို့ရဲ့နေရာမှာအစားထိုးနိုင်ခဲ့ရင်တော့တကယ်ကိုကောင်းမွန်တဲ့အစားထိုးမှုလို့ကျွန်တော်ကတော့သုံးသပ်လို့ရတယ် United အသင်းကလူငယ်ကစားသမားတွေကိုခေါ်ယူပြီးတော့အနာဂတ်အတွက်ပြင်ဆင်နေတာကတော့တကယ်ကို share ပဲလို့ပြောလို့ရတယ် United နီးပြအမ်မိုရင်ရဲ့လက်ထက်မှာခေါ်ယူထားတဲ့ Eden Hazard လိုကစားသမားတွေပတ်ထွက်တော်ကူတို့လိုကစားသမားတွေ Obi Martin လိုကစားသမားတွေကအစနောက်လာမယ့်အနာဂတ်မှာတောက်ပအောင်မဲ့လူငယ်ကစားသမားတွေလို့ကျွန်တော်ကတော့မြင်မိတယ်အခုလက်ရှိဇာဘီဆိုင်မွန်ကိုခေါ်ခဲ့ရင်လည်း United အသင်းအတွက်အကျိုးမရောက်ဘူးလို့တော့ကျွန်တော်ကတော့ထင်မြင်မိတယ်အဲ့ဒီအတွက် United အသင်းကတော့အခုလက်ရှိ Portuguese ကွင်းလယ်ကစားသမား Bruno Fernandes ကအသက်30အရွယ်ကိုရောက်ရှိနေပြီအာဘီလိုက်ဆက်ကစားသမားလေးအသက်22နှစ်အရွယ်ဇာဘီဆိုင်မွန်နဲ့ United အသင်းအစားထိုးသင့်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်ပြီးဆုံးသွားတော့မယ့်ရာသီမှာလည်း Edison တို့လို Casemiro လိုကစားသမားတွေထွက်ရတော့မယ့်အချိန်မှာအသက်22နှစ်အရွယ်ရှိတဲ့ဇာဘီဆိုင်မွန်ကို United အသင်းကတကယ်ကိုခေါ်ယူသွားနိုင်မှာလားဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖို့ရစောင့်ကြည့်ရအောင်မယ်အပြောင်းရွှေ့တစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ရှင်တယ်နွေရာသီမှာဘယ်ကစားသမားတွေက United အသင်းကိုထပ်ပြီးတော့ရောက်လာအောင်မှာလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖို့ရစောင့်ကြည့်ရအောင်မှာပဲဖြစ်တယ် United Football ကမန်စတင်းများကိုနှစ်စဉ်တင်ဆက်ပေးနေတာမို့ like and follow လေးလုပ်ပေးသွားအောင်မြတ်တက်ရက်ခံပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ